စာရီကလည်း Cambridge ရဲ့ Grammar in Use book ထဲကနေယူပြီးရော unit တွေအများကြီးနဲ့လောက်ထားတာမို့လို့စာမတက်မှာတော့လုံးဝစိတ်ပူစရာမလိုပါဘူးအင်္ဂလိပ်စာကိုလည်းလေ့လာခြင်းနဲ့စာလေ့လာဖို့အချိန်လည်းမရှိဘူးဆိုရင်တော့ຫນွေအခုလေ့လာလို့ရမယ့် website လေးတစ်ခုကိုပြပြပေးပါမယ်အဲ့ဒါကတော့ GRU ရဲ့ website လေးဖြစ်ပြီးတော့ program ကတော့ Trio program လို့ခေါ်ပါတယ် Trio program ဆိုတာကတော့ grammar vocabulary phrasal verb ၃မျိုးလုံးကိုတနေရာထဲမှာလေ့လာနိုင်မှာပဲဖြစ်ပါတယ်အဲ့တော့အချိန်ပေးပြီးတော့သင်တန်းတွေခွဲတက်စရာမလိုတော့ဘူးပေါ့နော်ကိုယ်တိုင်လည်းຫນွေကျောင်းဆင်းတဲ့အခါမျိုးမှာဆိုရင် library သွားပြီးတော့လေ့လာဖြစ်တယ်ပေါ့နော်အခုလိုမျိုး flexible ဖြစ်နဲ့လေ့လာခြင်းတဲ့သူတွေအတွက်ဆိုရင်တော့ဒီ website ကတော်တော်လေးကိုအဆင်ပြေပါတယ်စာရီကလည်း Cambridge ရဲ့ Grammar in Use book ထဲကနေယူပြီးရော unit တွေအများကြီးနဲ့လောက်ထားတာမို့လို့စာမတက်မှာတော့လုံးဝစိတ်ပူစရာမလိုပါဘူးတရက်ကိုအချိန်နဲ့ပေးပြီးတော့လေ့လာလို့ရမယ့်အပြင်ကိုမှတစ်ခါငွေတွင်းပြရနဲ့တက်လုံးလေ့လာလို့ရမယ့်အခွင့်အရေးပဲဖြစ်ပါတယ် review တွေဆိုရင်လည်း review ကောင်းတွေရရှိထားတဲ့အတွက်ကြောင့်မို့လို့စိတ်ချလက်ချနဲ့တက်လို့ရပါတယ်စာလေ့လာတာကလည်း video ကြည့်တဲ့ practice လုပ်တဲ့ quiz တွေဖြည့်ပြီးတော့လေ့လာမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ပြင်းစရာတော့လုံးဝမကောင်းပါဘူးကဲဒါဆိုရင်ကိုယ့်ရဲ့အားလက်ချိန်တွေမှာကို improve ဖြစ်ဖို့အင်္ဂလိပ်စာလေ့လာမယ်ဆိုရင်တော့ GRU ကိုအရင်ဆုံးတတိယလိုက်တော့နော် bye bye